အားလုံးပဲမင်္ဂလာပါဖြိုး channel နဲ့မှာပြန်ကြိုဆိုပါရစေဖြိုးဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဇွန်နီလာထွေးကနေပြီးတော့ခိုင်းနှင်းဝေလူတန်းတာကိုဝေဖန်ပြောဆိုထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဖြိုးနဲ့တူဆုံးထိကြည့်လိုက်ရအောင်ဗီဒီယိုလေးရဲ့အဆုံးမှာဗီဒီယိုလေးပေါ်ကိုထမင်းစချက်လေးတွေကို comment အောင်လေးမှာကြည့်ဆိုတော့ကြအောင်နော်ဖြိုးနဲ့တူကြည့်လိုက်ကြရအောင်မခိုင်နှင်းဝေလူတာကြီးကတော့ပတ်စံနေတိမ်ပေါင်း4000လောက်ရပြီးတော့တိမ်ပေါင်း4000လောက်ရပြီးဘိုးပြဇိုးဆက်နဲ့အဲ့လိုမျိုးတွေလူတာအောင်မကြိုက်ဘူးကျမပြောချင်တာလေအခုချိန်ကအားလုံးကဖြစ်နေတာဖြစ်တဲ့အတွက်အားလုံးကိုမျက်မျက်တတလူစီကျင်တယ်ကျမပြောချင်တာလေနောက်ထပ်အလူရှင်တွေလည်းအများကြီးပဲပေါ့နောက်ထပ်အလူရှင်တွေလည်းအများကြီးပေါ့မနေ့တုန်းကလည်းဟိုကျမတို့ဒီဇွဲထက်ကနေပြီးတော့မှဒီသူတို့ရဲ့မဆိုးရင်ကြောင်းတိုက်ကြီးကိုပြန်လဲပြီးတော့အကုန်လုံးစောက်ပေးပါမယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့ဒါကိုမှ3000ဆိုလှူလိုက်တယ်ဒါကျမတို့မလှူနဲ့လို့မပြောဘူးမျက်မျက်တတဖြစ်စေချင်တာမျက်မျက်တတဖြစ်စေချင်တာကျမပြောချင်တာလေမျက်မျက်တတဖြစ်သူတို့ကတော့အားလုံးကတော့ဒီလိုလုပ်ဖို့အတွက်ပေးနေပါပဲကျမကတော့ကျမတို့လှူလိုက်တယ်အခုကျမလှူတာ17သိန်းရှိတယ်ပေါ့နော်17သိန်းကျမရဲ့လောက်အားနဲ့17သိန်းလှူတာပေါ့ကဲ17သိန်းကျမရှိနေဆိုကျမဇက်ဆိုပြီးတော့ခိုင်နှင်းကို17သိန်းပြစ်ပြီးတော့လှူလိုက်လို့ရတယ်certificate လေးတခုရလားခိုင်နှင်းဝေရ certificate ကျမအဲ့လိုပြီးရောမလို့ချင်ပါဘူးစက်တီရတော့ဘာလုပ်မှာမလို့ကျမဒါကြောင့်မလို့တဘလူလေးလက်တွေ့မှာလုံနေတယ်လေအဲ့ဒီလူတွေလက်တွေ့မှာလုံနေတဲ့သူတွေကပိုပင်ပန်းတယ်လေသူများစီကနေအလူငွေကောက်ပြီးဇက်ဆိုတာလှူတာတော့ခလေးတောင်လောက်တက်တယ်ကျမတို့ကအလူငွေလောက်တဲ့အခါမှာသူများရဲ့အလူငွေကိုတိတိကျကျလှူဖို့အတွက်ကိုအုံလောက်တုံးရတယ်မအဲ့လောက်ထိတည်နေကိုယ့်ကိုရောက်လှူနိုင်မလဲဆောင်တော့လှူလိုက်လေနော်ဒါပေမဲ့လေကျမများဝေဖန်ကြအကြောင်းမရှိဘူးလေအလှငွေတွေအလှတဲ့ပစ္စည်းတွေလုနေတဲ့ထဲမှာလေတကယ်ပြောတာတထေးတွေတော့မပါပါဘူးကျမဆိုလည်းလုပြီးတော့ယူမဲ့ထဲမှာကျမသာပြီးပြီးတော့ကျမသာပြီးပြီးတော့အဲ့လိုမျိုးတွေကျမအမျိုးတွေပြီးနေတယ်ဆိုတော့ကျမလည်းလုပြီးတော့ယူမဲ့ထဲမှာမပါဘူး